ကျွန်တော် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ escape knockout for brain rot ကိုဆော့မှာဖြစ်ပါတယ်ကဲဗီဒီယိုမစခင်ကျွန်တော် channel like and subscribe လုပ်ဖို့မမေ့ကြပါနဲ့ခင်ဗျကဲလာဆိုရင်စလိုက်ကြအောင် let's go အဲ့ဒီမှာဒီ escape knockout for brain rot ဒီ knockout ကို copy ပြီးတော့သူက brain rot ထည့်လိုက်တာပဲ copy game အဲ့မှာ really လာပြီလားရော့ရပြီ pick up လိုက်ပြီဟိုမှာဟာ penguin ဘိုင်းအော်အနီးရောက်တိုင်းရပြီဆိုရင်ဒီမှာကျွန်တော်ရဲ့ really လာပြီလားနဲတော့နဲဘာလို့ဆို6တော့တစ်စက္ကန့်$6ပဲလောက်တာနော်နဲတော့နဲတယ်ကြော့ပါပြီဟဲ့ exclusive က50စက္ကန့်အတွင်းဟိုဖြစ်မှာဆိုသူကပို့ပြီးတော့ကျယ်လေပို့ပြီးတော့ညံလေလားမသိဘူးနော် bro ပို့ပြီးတော့ရှားလေပြောတာဟိုကောင်ရိုက်မလားမင်းမခိုးနဲ့အဲ့လောက်ငါ့ကိုပေးစမ်းယော့မပေးဘူးအချင်းရောက်တယ်အဲ့မှာ upgrade speed your speed ဒီမှာပြေးထားတယ်ကျွန်တော်မမြင်ဘူးမျက်လုံးကန်ဒါ reboot ကြီးပါဟမ်အော်ဒီမှာယော့သူကအဲ့လိုကြီးလားအဆင်မပြေပါဘူးဟိုသိရမလား10 plus speed တို့အဲ့လိုလုပ်လို့မရဘူးလားမရဘူးလားမရဘူးတွေ့လားဒီထားရပါတော့လို့အကောကျွန်တော်မမီလောက်အေးဟာဒါကြီးကဘူဒီတော့မယ်ဒီမှာနေအော်အဲ့လို slide မှာလားအော်ရှောင်ရမှာပါဆိုရင် come on ပင်ကွေးကျွန်တော်လိုက်လို့မရဘူးကျွန်တော်မမီဘူး exclusive ကဟိုးထိတ်မှလားမသိဘူးနေမလာနဲ့တော့ရသွားစမ်းဟိုးကတိလေးလွတ်တော့တယ်လွတ်ကြပါဦးဟိုတိရပေါ့မမေဟိုကောင်လာကျွန်တော်သိပြီတော့ခုံစားနေမှာဖားလို့ခုံလေတော့တိရပေါ့ကျွန်တော်မိလိုက်တော့မို့ရပြီကျွန်တော်$910အစက္ကန့်ရသွားပြီ brain ပေါ့ဗာလဲအဖိုကာဂီနီဂူဂီအမပါဘူးဒီမပြောတော့လာဒီက upgrade မယ်ဒါ strawberry elephant ရဲ့ညီလေးလာပြီလား blue version မို့ diamond version ရပြီ upgrade speed လို့ရပြီ speed ကို upgrade လို့ရပြီပြောတာနိုင်ရပြီအခုကျွန်တော် speaker 35ဖြစ်သွားပြီနော် upgrade carry တဲ့ upgrade carry ဘယ်လောက်တော့ 50k ဆိုကျွန်တော်မှာခုထိတော့နော်ဘယ်လောက်ရှိသွားရောကျွန်တော်မှာ18000မို့18000ပဲရှိသေး18000ဟို13000အဲ့ခုန18000ဘယ်လိုဖြစ်လို့13000အော်ဒီမှာအော်ကျွန်တော်ဒီရာကို upgrade မိလိုက်လို့အဲ့ဘယ်လိုဖြစ်လို့18000နဲ့13000ဖြစ်သွားလဲလို့အနေခဏနေ upgrade လာမ speed ကိုရော့ရပြီဒီ game ထဲမှာပတ်စံကဟို speed upgrade တာနဲ့အေးပါကွာအဲ့ဒါတခြား game တွေပါပဲကျွန်တော်လည်းဘာလာပြောနေဒီက AC သွားလို့ရပြီအခုကကျွန်တော်မမီခိုင်း legendary နေရာရောက်သွားဟိုအမြင်ပဲဟာမြင်လိုက်တာကျွန်းမြင်တာချွတ်ရဒါ robot ကြီးဖြစ်သွားပြီဒါ mythic လားဟုတ်တယ် mythic ဟိုရောမြင်ရောငါတော့မျက်စိမခွင့်တော့မပြဘူးမြင်လိုက်တာရောမလာနဲ့တော့သွားငါစားနော်ကိုမြင်ခိုးထိုးတိတော့ဘယ်ရောက်အော်ဒီမှာခင်းကပြေးနောက်ကြချာတက်ဆက်ဖောက်ပဲခတိလေးမင်္ဂလာပါဘင်းရမုတ်ဆိုင်မွေးပေါက်နေတာဟဲ့အောင်ရေးဟာကွာကဖင်ရပြီးတော့တိလိုက်ကွာဟောရပြီ carry လို့ရပြီဟဲ့နော် carry ဒီ speed ရေတော့ upgrade လုပ်မယ် speed ကရေးကြီးနေပြီတော်ကျွန်တော်မှ41ပဲရှိသေးဟဲ့အောင်10 plus တို့ဘာလို့မရဘူးလားလို့မင်းဒါကြီးအဆင်မပြေပါဘူးဟိုကောင်မြန်ဆန်တာပဲဟိုကောင် brain မှာဘာရှိရောဟော strawberry elephant ကြီးဟော dragon ခန့်နေလို့ရောရေးကျန်းလိုက်လားကြည့်လောက်မလားဘယ်ကပို့ရှာတော့ exclusive လား secret လားexclusive ကပို့ရှာတာ oh my god ရောရေး secret တော့တိတ်တော့မချဘူးပဲ free တော့ဘိုက်ကွာလူရဲမကြိုင်းဟိုကောင်ကျွန်တော်မတွေ့ဘူးဟဲ့မလာနဲ့နော်
လာနဲ့တော့မြို့ကကြိုက်ဘူးလာနဲ့အေးမလာနဲ့တော့မလာနဲ့တော့မလာနဲ့တော့သူကငါနောက်ကိုမလိုက်လာကြနဲ့မလာနဲ့တော့ဘယင်းကျွန်တော်နောက်ကိုမလိုက်လာနဲ့ဘယင်းကိုကြက်လို့ဟာကွာပျောက်သွားတယ်ကျွန်တော်ရှင်းပါပဲဒါဘယ်လောက်တော့85k a second ဒါဘယ်လောက် 100k တဲ့နေုံဟိုကကျွန်တော်တက်ဆောင်းတော့ယော့စမ်းအဲ့ကျွန်တော်ချင်းဟိုအိုင်ပျော်တဲ့ကောင်ပါလို့ကျွန်တော်ကရပြီညို့အဲ့ဘင်းရမြင်းနာကွာဘာမှမျက်စိမိတ်ခွင့်တာမပေးပါဘူးဘင်းကျွန်တော်ချစ်လို့စားနော်ဘင်းကျွန်တော်လေးစားပါတယ်ဟိုရကတိလေးလို့သားဟိုအစရကောင်ကျွန်တော်အကောင်ဒေါသထွက်မှာမလုပ်ကြပါနဲ့မလုပ်ပါနဲ့အပြောင်အကောင်ကြီးကျွန်တော်တောင်းမှမှာလေဒါဒီညတော့အစ်စ်လေးပါဘာဖြစ်ပါအောင်ဒီနေ့လည်းကျွန်တော်စိုးမရင်ဘူးစိုးရင်တာအဲ့အဟိုကောင်လေးမြန်နေအကောင်လေးကကြေရပြီခါလာပြဖီဂျီဂျိုဂျိုအဲ့လာရောက်သွားပြီရှောက်ပြောရင်ကျွန်တော်လည်းမပြောတတ်ဘူးရပြီဒီဟာ upgrade ဒီဟာ upgrade ရမှာဘူးဒီအောင်ရောင်းလိုက်တော့မယ်ဘာလို့ဒါမလို့တော့ဘူးဒီနေ့ကောင်ကျွန်တော်ဒီက main person ထုတ်ပေးရကောင်ဆိုတော့ကျွန်တော်ရဲ့ carry upgrade လောက်မယ်ရောရပြီ10 million ဟာ10 million တော့ဒီမှာရပြီ upgrade ကနောက်ဆုံးနဲ့ရပြီငါ person တွေပြန်ခေါ်လာမနေဘူးငါ့ကိုစောင့်နေကြရပြီဆိုရင်ပြက်ဆက်ပြက်ခေါ်လက်မယ်မင်္ဂလာပါရပြီနေအဲ့လောက်ကြီးလည်းမထူးပါဘူးရှုံးအဲ့လောက်ကြီးလည်းမြန်နေဟာအဲ့လောက်ကြီးထူအောင်တော်တော်မြင်နေအရင်တော့ထက်တော့အခုတော့အဲ့လောက်ကြီးတော့မမြင်ဘူးဒါပေမဲ့အရင်တော့ထက်တော့မြင်နေဘယင်းကျွန်တော်မမီတော့ဘူးဘယင်း suck just joking စနော်ဘုံဘီနီဂူဇီနီမလုပ်ပါနဲ့နော်ကျွန်တော်တောင်းမှနဲ့ကျွန်တော်ဘာလုံးမီလို့တော့ပြောဒီကောင်ကျွန်တော်တွားရိုက်မှမြင်ကက်ကညော့စမ်းဟောရောတဘာကြီးတော့မလိုက်လာနေကောကြီးမတဲယောတန်မတဲယောမလုပ်ပါနဲ့လိုင်းနေကောကြီးကျွန်တော်တောင်းဒီကောင်အေးဆေးပဲကျွန်တော်ရှောင်းတယ်ကျွန်တော်ဟာယော Oh my god ဒီကောင်ဘယ်တော့မှဘလိုက်ထွက်လာတော့ဒီ game ဒီကောင်ကြီးကယော့စမ်းသွားစမ်းရှူသွားတဆာဘလို့ပါနဲ့ဘရင်ကောင်ရေလို့အခုကျွန်တော်ပတ်ဆက်ဘယ်လောက်ဖြစ်သွားပြီလို့6 drama ဟုတ်ပါဘူးရပြီဆိုရင်ရပြီဘာမှလည်းမမြင်ဟိုကောင်ဘရင်ကိုခိုးလို့ရကောင်းဟာရောင်ကြီးအမြင်ကြီးပဲကြည့်လောက်ရောင်ကြီးဒီကောင်မပါရှိသေးရောငါပေးစမ်းရအောင်ငါ dragon cannon လုံးနေပေးမဟုတ်ရင်မဟုတ် stop it elephant ပေးစမ်းပေးမင်းကကျုံမှာနော်မင်းကဒုံးနဲ့ရိုက်မှာနော်ပေးစမ်းအော်ပေးစမ်းရမင်းကဒုံးနဲ့ရိုက်မှာခောအာဒီမှာတပင်းကြောက်ပါပြောတဲ့ကွာငါလည်းစကား brain one နာမည်မပြောတယ် brain one နာမည်နဲ့ကိုပဲခေါင်းနေကိုက်နေပြီပြောနေတာlightning coil ငါရှောင်းလင်းတိုင်းကွက်တွေနဲ့ရှောင်းမယ်လောက်ပါနဲ့ lightning coil ကျွန်တော်တောင်းမှမှာနဲ့ lightning coil ကြီးရပြီဒီကောင်ကျွန်တော်အကြောက်ဆုံးပဲဒီကောင်တောက်ဖြစ်ကုန်ပြီကွာမလာနဲ့ဒီကွာမစားတာလေးကိုကြီးရမြဲနေတွေ့လားမြဲဆန်းဟဲ့ဟိုကောင်ကြောင်ဘူးကြီးပြီးငါကြောင်တတ်တာနွားကျုပ်မြဲနေတာငါတော့ဘာမှလုပ်ခင်မပေးဘူး secret ကြီးခိုး job စာဖူကခိုးလာရသွားပြီဟိုကျွန်တော် disturb လို့ကျေးဇူးပါလို့မလုပ်ပါနဲ့ကိုကြီးကျွန်တော်တောင်းမှမှာတယ်အဲ့ကောင်မပြင်းခုံရင်လောက်တယ်ဒီပင်ကကျွန်တော်နာမနီးတက်လေပြေးအောင်နောက်ကျချက်သက်ဆက်ဖောက်ပဲရဒီနာအစီပဲဒီညာလေးဒါတော့တိတ်စိတ်မဲ့ပူစိတ်ပူတာအဲ့ဟိုးထိတ်ကြီးကိုစိတ်ပူတာအစီပဲဒီကောင်ကတော့အစီလေးပဲရသွားပြီကျွန်တော်မှာ job စာဖူကရသွားပြီjob စာဖူမှန်နေဒီ collect မယ်ပြီးရင်ဒီကောင် upgrade မယ်upgrade မယ်တခါ upgrade လို့ရသေးရပြီ upgrade ယူလိုက်ဆိုရင်ကျွန်တော်ရဲ့ဟို carry ကို upgrade မယ်2 billion okay ကျွန်တော်ရဲ့ speed ကို collect ရော့ညခဏတိုက်ခဏဆောက်202 million ရပြီဆိုရင်ရော့ရပြီည money ထက် collect လောက်အောင်မယ်ရပြီရော့ရပြီဟိုကျွန်တော်တော်တော်မြန်သွားပြီကျွန်တော် speed နဲ့တူသွား speed
အိုးတော့တရားကတိလေးလွတ်သွားအစီလေးပါတယ်ကောင်ကျွန်တော်စိတ်မတကောင်လေးကိုစိတ်မကျွန်တော်စိတ်မပူတော့အစီဖြစ်သွားတော့အစီလေးပဲဒီကောင်ကျွန်တော်နည်းနည်းစိတ်ပူတယ်ပြေးတာဟေးမောင်လေးပြေးတာဟေးမောင်လေးပြေးဒီကောင်ဘယ်လောက်မြန်မလို့မြန်တာဒီကောင်ကျွန်တော်ရှောင်းနေတိုင်းခွက်တင်နဲ့ရှောင်းရမယ်လို့မပြောဆိုဘူးအေးသိသွားပြီဒီအားလုံးမတထားပါကျွန်တော်ဒီကဲကိုပတ်2နေနဲ့ဆော့မှာဖြစ်ပါတယ်တတပါဘယ်မေးချက်လိုက်မှာဘလို့ဖြစ်လို့လောအိတ်လိုက်ဘာဘူးဘလို့ဖြစ်လို့တော်ရတ